မိုးရဲ့ channel ကိုကြည့်နေကြတဲ့ထဲမှာကလပ်ပဲနှက်ကြိုက်တဲ့သူလေးပါကြလာရှင်ဒီနေ့မှာတော့ကလပ်ပဲချမ်းလေးတွေကိုကောင်းချင်းစံလေးနဲ့စစ်စစ်ထွေးလေးနဲ့နူးနက်နေအောင်နှက်ပြီးချက်စားဖြစ်ပါတယ်ရှင်ဒါလေးတွေကတညလုံးရေစိမ်ထားတဲ့ကလပ်ပဲဆန်လေးတွေပါနိုးစီဘူးနဲ့တပူးစာရှိပါတယ်ဆေးကြောတန်ဆင်ပြီးတော့ရေလက်နှစ်စစ်စာလောက်ထည့်ပြီးတော့ပထမဆုံးပြုတ်ပေးထားလိုက်ပါတယ်ခုလိုမျိုးအမြုပ်လေးတွေထားပြီးတော့စူပွက်လာပြီဆိုရင်တော့မငိမ်မချင်းစောင့်ပါမယ်ပြီးမှပါဝင်ပစ္စည်းလေးတွေထည့်ပါမယ်စားအချုံမုံနဲ့အယောင်လေးလောက်အောင်လို့နနွမ်းလေးထည့်ပါမယ်ပဲနဲ့အရာတာလေးကလေးဖြစ်အောင်လို့ပေါ့နော်ငပိလေးထည့်ထားလိုက်ပါတယ်ငပိအစားငါပြာကြီးသုံးလို့လည်းရပါတယ်စီကတော့ပဲနဲ့ဖြစ်တဲ့အတွက်များလေးထည့်ပေးပါတယ်မဆလာမကြိုက်လို့မဆလာစားကရဝေးရွက်လေးထည့်ပြီးတော့မီအေးလေးနဲ့နှပ်ပေးထားလိုက်ပါတယ်ခုလိုမျိုးပေါ့ဝက်ထားနေပြီးတော့ရေလေးတွေမခန်းလောက်ခံမှာပေါ့နော်ကောင်းချင်းစံရေစိမ်ထားတာလေးတွေထည့်ပါမယ်ကောင်းချင်းစံကတော့ဟင်းစာချက်ကြရဆေးပြီးမှရေစိမ်ထားတာလေးတွေပါပြီးရင်တော့အဖုံးလေးပြန်အုပ်ပြီးတော့မီအေးလေးနဲ့ပဲနှပ်ပေးရပါတယ်ရှင်ပဲဆန်နဲ့ကောင်းချင်းစံလေးလည်းနှက်လောက်ပြီးဆိုတော့နောက်ဆုံးအနေနဲ့ချင်းကြက်သွန်ပြူထောင်းထားတာလေးကိုအနံ့မွှေးတော့အောင်လို့အုပ်ပေးပါမယ်သူ့ကိုနောက်ဆုံးမှာပဲခတ်ပါတယ်ဒါပေါ့နော်အနံ့ချရင်လုံးဝထူးခြားပါတယ်ခုလိုနေထားလေးမှာရတာလေးတွေမြည်ကြည့်ပြီးတော့လိုတာထည့်ပေးလို့ရပါတယ်ရှင်ကြက်သွန်ပြူလေးတွေမအုပ်ခင်မှာလည်းကိုနှက်ထားတဲ့ပဲဆန်လေးကမနှက်သေးဘူးဆိုရင်စူပြီးသားရေနွေးလေးနဲ့ထည့်ပြီးတော့ပြန်နှက်ပေးလို့ရပါတယ်ကဲခုကတော့ပဲနှံရဲ့နောက်ဆုံးဆင်လေးရောက်ပါပြီခုလိုစီလေးတွေပြန်လာပြီဆိုမှအားလုံးတမဝေပြီးမှပဲဆန်မနှက်သေးဘူးဆိုပြီးတော့အဖုံးအုပ်ပြီးပြန်နှံ့မယ်ဆိုရင်အိုးကတ်တတ်ပါတယ်ရှင်ထားရင်လည်းအကြာကြီးမထားရပါဘူးခုဆိုရင်စီလေးတွေပြန်ပြီးတော့စစ်ထွေးလေးနဲ့နူးနက်နေတဲ့ကလပ်ပဲနှက်လေးရပါပြီရှင်ခုလိုမျိုးရတာရှိပြီးတော့လွယ်ကူတဲ့ဟင်းချက်နေလေးတွေကိုအမြဲတင်ပေးတော့မှာဖြစ်လို့အားပေးခဲ့ကြပါအောင်ရှင် Like and subscribe လေးလုပ်ပြီးတော့အားပေးခဲ့ကြပါအောင်နော်ဒီဗီဒီယိုလေးကိုဆုံးတဲ့အထိကြည့်ရှုပေးတဲ့တဦးတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင်